hello မင်္ဂလာပါနိုင်ငံရေးခေါင်းဆောင်တွေပဲဖြစ်လက်ရှိဒေါ်လာရေးမှာအလုပ်လုပ်နေတဲ့ဒေါ်လာရေးခေါင်းဆောင်တွေတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေပဲဖြစ်သူတို့နှလုံးသားထဲမှာအမြဲတမ်းမှတ်ထားရမှာကဤသူဤမြတ်တာလင်ငါတို့ဤခွန်အားစွမ်းအားအောင်နေခြင်းခွန်အားဖြစ်တဲ့ဆိုတဲ့အကြောင်းအရာကိုတို့ကောင်းကောင်းနားလည်ဖို့လိုအပ်ပါတယ်ဆိုတော့အဲ့ဒီရဲ့ဤသူမြတ်တာလင်ငါတို့ဤအောင်ခြင်းငါတို့ရဲ့ဒေါ်လာရေးအောင်ခြင်းဆိုတဲ့အရာကိုဒေါ်လာရေးကိုဥဆောင်တဲ့ခေါင်းဆောင်တွေကအမြင်မှတ်ထားဖို့လိုအပ်ပါတယ်ပြည်သူတို့၏ယုံကြည်မှုပြည်သူတို့၏မေတ္တာနဲ့အားပေးမှုများသည့်မိတိအာဏာချက်လက်ဆိုပုံမကြီးမှာတော့စွမ်းအားဖြစ်ပါတယ်။ပြန်ပြောမယ်နော်။ပြည်သူတို့၏ယုံကြည်မှုပြည်သူတို့၏မေတ္တာနဲ့အားပေးမှုများသည့်မိတိအာဏာချက်လက်ဆိုပုံမကြီးမှာတော့စွမ်းအားဖြစ်သည်။ပြည်သူအတွက်ရည်တည်ခြင်းပြည်သူအတန်ကိုနားထောင်ခြင်းနဲ့ပြည်သူအကျိုးကိုဦးစားပေးခြင်းသည်အနာဂတ်ကောင်းကျိုးတစ်ခုဒီလျှောက်ရန်အခြေခံအောက်မြစ်ဖြစ်သည်ငါစွမ်းအားဟူသောယုံကြည်ချက်နှောလင့်ချက်ကိုမစွန့်လွတ်ပဲစီးလုံးညီရွတ်စွာရှေ့တို့ရှောင်းလန်းနိုင်မည်မဟုတ်ပါရှေ့တို့ကောင်းမွန်သောနိုင်ငံရေးကောင်းမွန်သောလူမှုအကျိုးစီးပွားကောင်းမွန်တဲ့ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုကိုတည်ဆောက်ဖို့ရန်အတွက်ပြည်သူ၏ယုံကြည်မှုနဲ့မျှော်လင့်ချက်ကိုဦးစားပေးဆောင်ရွက်မှပါလေစီးလုံးညီညွတ်စွာအနာဂတ်မှာအောင်မြင်သောဖွံ့ဖြိုးတိုးတက်သောမြန်မာနိုင်ငံဖွဲ့ပေးနိုင်ငံတော်ကြီးကိုတည်ဆောက်နိုင်မှာဖြစ်တယ်။ဒေါ်လာရေးကိုဆောင်တဲ့ဒေါ်လာရေးခေါင်းဆောင်များအားလုံးဒီစကလုံးကိုတေချာမှတ်သားပေးကြပါကျေးဇူးတင်ပါတယ်